အားလုံးပဲမြင်လာပါရှင် Academy ချင်းရဲ့ဟောမှာလေးကျဆိုပါလိမ့်ရှင်ဒီနေ့မှာတော့ကာကြီးမအားတင်ရသားရဲ့အပိုင်းလေးဖြစ်တဲ့ဒီတာဝင်းဘူးလိုင်းလေးအကြောင်းကိုသင်ပေးသွားမှာဖြစ်ပါတယ်ရှင်အဲဆိုရင်ဒီ line မှာလည်းစကားလုံးလေးက9လုံးရှိရပေါ့နော်ဒါဆိုလို့ရှိရင်ဒီစကားလုံးလေးတွေကိုစပြီးတော့သင်ကြားစေရအောင်ဒါလေးကိုကျတော့တာဝင်းဘူးလို့ခေါ်တယ်နော်တာဝင်းဘူးဆိုတာအများအားဖြင့်ခလေးတွေကတာဝင်းဘူးနဲ့ထပ်စင်လို့ရောတက်ကြတယ်။ဘုရားတာဝင်းဘူးရထပ်စင်လို့မသိ။ဒါကြောင့်တာဝင်းဘူးသိနေနဲ့တခါလေးပြောမယ်။တာဝင်းဘူးဆိုတာဝါလုံးလေးသုံးတယ်။ပြီးတော့လို့ရှိရင်ဝါလုံးပြီးရင်ကားငယ်လေးဆွဲတာနော်။တခြားကျတော့ဟာနေမယ်။ဒါလေးကိုကျတော့တာဝင်းဘူးလို့ခေါ်တယ်။အဲပြီးနောက်တစ်ခုကကျတော့ထပ်စင်လို့ကကျတော့နောက်ခိုးလုံးကပါလဲဆိုတော့ဝါလုံးလေးနှလုံးကိုဆင်တာလား။ဒါလေးကိုကျတော့ထပ်စင်တူလို့ပြောမယ်။ Okay ဆိုတော့နောက်တစ်ခေါက်ပြန်ပြောမယ်ဆိုလို့ရှိရင်တာဝင်းဘူးကကျတော့တစ်ဖက်ကိုဟာတယ်ထပ်စိန်တူကကျတော့နှစ်ဖက်လုံးအပိတ်ပိတ်ထားတယ်ဒါလေးတွေကိုသင်ကြားရင်းနဲ့တစ်ခါလေးပြောသွားတဲ့အခါကျလို့ရှိရင်သူတို့မရောတော့ဘူးပေါ့နော်တာဝင်းဘူးထပ်စိန်တူနောက်တစ်ခုကကျတော့ဓာတွေး Okay ဓာတွေး3လို့မဟုတ်ဘူးနော်3ကကျတော့တခြားတော့ကြီးလေးဆွဲရတယ်3ရက်ဒီလိုကြီးလေးဆွဲရတယ်သို့တော့သူကဒီမှာ၄ချောင်းမြင့်ရှိရဆိုလို့ရှိရင်ဒီ၄ချောင်းမြင့်ရင်ဒီဟာလေးထဲမှာပဲဓာတွေးokay ဓာတွေးပြောလို့ရှိရင်ဘာလာမလဲဆိုတော့ဓာအုတ်ချိုက်ကျတော့စာလုံးကိုပေါ့နော်တို့မှောက်ထားတဲ့သဘောပဲစာလုံးကကျတော့တို့ဘေးနားလေးမှာအဆန်လေးထည့်တယ်သူကကျတော့ဒီလိုမဟုတ်ဘူးမှောက်ပလိုက်တာပေါ့အရင်ဝါလုံးထည့်တယ်ပြီးတော့အထက်ထဲမှာအဆန်လေးထည့်တယ်ဒါလေးကိုဓာအုတ်ချိုက်ပြောလို့ရှိရင်ဒါလေးကျတော့နာငယ်ကြည့်ဒါဆိုလို့ရှိရင်အပေါ်ကနာငယ်နဲ့နာကြီးနေရပါဖြစ်တယ်ဆိုတော့အတန်ထွက်ကအတူတူပဲအပေါ်ကဟာလည်းနာပဲဒီအောက်ကဟာလည်းနာပဲဒါပေမဲ့သုံးပုံသုံးနေရကြတော့ကွဲသွားတယ်ပေါ့နော်ဘယ်နေရာမှာဘယ်လိုသုံးလဲဆိုတာတခြားနောက်သင်ရသားတွေကြလို့ရှိရင်အသေးစိတ်ရှင်းပြပေးပါမယ်ဒါဆိုလို့ရှိရင်ဒါလေးကိုအစနေပြီးတော့တကယ်လို့ပြန်ပြီးတော့ခြုံကုန်ပြီးကြည့်မယ်ဆိုလို့ရှိရင်တာဝန်ဖို့ထပ်စင်တူဓာတွေဓာအုပ်ချိုင်နာငယ်โอเคဒါဆိုတာဝန်ဖို့ကိုတလို့တန်ထွက်မယ်ထပ်စင်တူကိုထလို့တန်ထွက်မယ်ဒါတွေကျတော့ဓာလို့တန်ထွက်တယ်ဓာအုပ်ချိုင်ကိုလည်းဓာလို့ပဲတန်ထွက်တယ်နာငယ်ကိုကျတော့နာလို့တန်ထွက်တယ်နော်ဒီနှစ်ခုလုံးကဓာတူနေပြီမဲ့သုံးပုံသုံးနေရတော့ပြပြပါလေဒီကကြီးမအားသင်ခန်းစာလေးအကျိုးရှိမယ်လို့ညွှန်လင်းပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးထူးတင်ပါတယ်